ရေဘဝဲတစ်ကောင်တွင်နှလုံးဘယ်နှခုပါသနည်းတက်တန်းရှည်ဆုံးနေနိုင်သောတတဝါမှာတစ်ကောင်တွင်ခြေပဲနှစ်ချောင်းရှိသည်နည်းညီသည့်တိရစ္ဆာန်သည်သူ့ခန္ဓာကိုယ်၄ချိန်ထက်အဆ60ပိုသောအရာကိုတည်ယူနိုင်သည်နည်းပန္နာတကောင်၏မွေးခါစအယောင်မှာစင်တကောင်၏မွေးခါစပေါင်၄ချိန်မှာမြေပြင်ပေါ်တွင်အကြီးဆုံးသောတတဝါမှာအိမ်မွေးကြောင်တစ်ကောင်၏ပြင်းမြတက်တန်းမှာအနံ့ခံမှုအကောင်းဆုံးသောတတဝါမှာရေဘဝဲ၏သွေးရောင်မှာ